အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျမက reading retreat အကြောင်းလေးကိုပြောပြချင်ပါတယ်စာဖတ်ခြင်း retreat ပေါ့နော်ဒီအပိုင်းနေထဲမှာဆိုရင်ကျမတို့ကြားနေရပါတယ် retreat ဆိုတာလေးက popular ဖြစ်လာတယ်ပေါ့နော် wellness retreat ရှိမယ် yoga retreat ရှိမယ်စသဖြင့် reading retreat ကသတိထားမိသလောက်တော့ Europe နဲ့ UK မှာဒီအပိုင်းနေဆိုအရင် popular ဖြစ်ပါတယ်နော်UK မှာလည်း reading retreat လုပ်လို့ရတဲ့နေရာတွေအများကြီးပဲရှိတယ်Europe ဘက်ကိုခီးသွားပြီးတော့ reading retreat လုပ်ကြတဲ့ tour တွေလည်းအများကြီးဒီဘက်ရက်ပိုင်းမှာရှိလာတယ်ပေါ့နော်ကျမအနေနဲ့ကတော့ reading retreat ဆိုတာဖေဖေမေမေတွေနဲ့တသားမိမိတို့နဲ့အိမ်မှာအလွယ်ကူလုပ်လို့ရတဲ့ retreat လေးတစ်မျိုးလို့လည်းတွေ့မိတယ်ပေါ့နော်so ညနေခင်းဆိုရင်ဒီမူလာတဲ့အရွယ်တသားမိမိလေးတွေမှာ tax တွေအများကြီးကြားမပေးလိုက်တာ UK မှာမရှိနေဘူးပေါ့နော်သူတို့ရဲ့တစ်ပတ်တာ tax မှာမှပဲ spelling တစ်ခေါက်ချက်ဖို့နဲ့စာညာတိုင်းချက်ဖတ်ဖို့ဆိုတာပဲရှိတယ်လေနော် UK မှာဆိုရင် so ညတိုင်းတသားမိမိတို့စာဖတ်ရတဲ့ဒီတာဝန်ကိုပုံမှန်စာဖတ်တယ်ဆိုတော့အစားဖေဖေမေမေနဲ့တသားမိမိတို့နဲ့retreat အတူတူလုပ်တယ်ဆိုတဲ့ version လေးကိုကျမတို့ပြောင်းလိုက်လို့ရနေမယ်ပေါ့နော်so retreat လုပ်မယ်ဆိုရင်တော့နေရာလေးကိုရွေးတာကပထမဆုံးဖြစ်လိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီတသားမီမီလေးတို့အတွက်ဘယ်နေရာကတသားရှိမလဲအိပ်ရတယ်လားအိမ်ခန်းထဲက sofa လားဒါမှမဟုတ်စာကြည့်ခန်းလားပေါ့နော် so အဲ့ဒီ retreat လုပ်မယ့်နေရာလေးကိုကျမတို့အလှပြင်ကြမယ်ပေါ့အလှဆင်ကြမယ်ပေါ့ so တသားမိမိတို့ကြိုက်တဲ့စာအုပ်လေးလည်းအဲ့နေရာမှာကျမတို့ခင်းထားမယ်ကျမတို့ဖတ်စီခြင်းတဲ့စာအုပ်လေးလည်းခင်းထားမယ်တသားမိမိတို့တသားရှိမယ်တခြားအရာလေးတချို့လည်းထားမယ်ပေါ့ဥပမာဆောင်းတွင်းဆိုရင်အေးတဲ့အခါကျရင်သူတို့ခြုံတဲ့ဆောင်းသို့မဟုတ်သူတို့လေးတွေကျမတို့သူတို့ကြိုက်တဲ့ဆောင်းလေးတွေအနားမှာထားမယ်ဖုန်းတွေဆိုင်လန်လောက်ထားပြီးတော့ခါဘိုးဘက်မှာထားမယ် TV တွေပိတ်ထားမယ်ပေါ့နော်ပြီးရင်အမိန့်ပေးပြီးတော့ခေါ်လိုက်မယ်စားကျမတို့ချွတ်တသားနဲ့ပဲကျမတို့ရဲ့ VIP လေးလို့ခေါ်လိုက်မယ်ဆိုရင်သူတို့စာဖတ်တဲ့နေရာကိုအလွယ်တကူရောက်လာဖို့ဖြစ်နိုင်စီများမှာပေါ့နော်ဆိုတော့အဲ့ခါမှာကျမတို့ conversation လေးကိုစလို့ရပြီပေါ့သူတို့ကြိုက်တဲ့စာအုပ်လေးကိုရွေးမလားတစ်ချိန်တည်းမှာပဲကျမတို့ဖတ်စီခြင်းတဲ့စာအုပ်လေးကိုလည်း recommend ပေးနေပါတော့ so ပုံမှန်စာဖတ်ကြပြီဆိုတဲ့အခါကျရင်တော့တသားမိမိတို့သူတို့ဘာသာတယောက်တည်းဖတ်လို့လည်းရမယ်ပေါ့နော်သို့တော့ကျမတို့အိမ်မှာဆိုရင်တော့ကျမတို့ကတယောက်တစ်လှည့်စီဖတ်ကြတယ်တယောက်တစ်လှည့်စီဖတ်တော့သူ့အနေနဲ့ဒီဟာကသူ့တယောက်တည်းရဲ့တာဝန်ကြီးကိုသူထမ်းဆောင်နေရသလိုမျိုး heavy ဖြစ်နေပဲနဲ့မေမေလည်းအလှည့်ကြရင်ဖတ်ပါတယ်ပေါ့နော်ဆိုတော့သူ့တာဝန်မေမေတာဝန်ဆိုပြီးတော့သူတွေ့တဲ့အခါကျတော့သူသိပြီးတော့မညီတော့ဘူးပေါ့ဒီစာဖတ်တဲ့အခါမှာ general knowledge အနေနဲ့ဖတ်ရတဲ့အခါမှာကျမ pressure တွေလည်းမထားဘူးပေါ့နော်စာဖတ်ရင်းနဲ့စာရဲ့အကြောင်းအရာတွေတယောက်နဲ့တယောက်ဆွေးနွေးကြတယ်ချစ်ချက်လုပ်ကြတယ်ပေါ့နေတိုင်းတော့ set up ထားတာတွေရှိတယ်ဥပမာဒီနေ့စာမျက်နှာဘယ်နှမျက်နှာဖတ်မယ်ဒီနေ့ဘယ်နှနာရီစာဖတ်မယ်ဆိုပြီးတော့ကျမတို့set up လုပ်ထားတယ်ပေါ့နော်so အဲ့ဒါလေးပြီးသွားပြီဒီ retreat လေးပြီးသွားပြီဆိုတဲ့အခါကျရင်တော့award နဲ့အဆုံးသတ်တော့လည်းကောင်းတယ်လို့မြင်မိပါတယ်ကျမတို့အိမ်မှာဆိုရင်တော့သူကြိုက်တဲ့မုံလေးကိုသူစားခွင့်ပေးလိုက်တာမျိုးနောက်သို့မဟုတ်သူတငယ်ချင်းတွေနဲ့ online မှာသူဆော့စင်နေဆိုပေးဆောင်လိုက်တာမျိုးဒါမှမဟုတ်သူလည်းလူသားတယောက်ဖြစ်တော့သူမှလည်း me time လိုရတဲ့အခါဆိုရင်သူအတွက်ကျမသူ့ရဲ့ me time လေးပေးလိုက်တာမျိုးပေါ့နော် so ကျမတို့အိမ်မှာဆိုရင်တော့ဒီ reading retreat လေးကိုတစ်ပတ်ကို6ရက်လောက်တော့လုပ်ဖြစ်တယ်။တောက်ကြနေဆိုရင်တော့ကျမတို့အိမ်မှာ reading retreat မရှိပါဘူး။တခါတလေကြာရင်လည်းသူ့ရဲ့အလုပ်တွေများနေတာမျိုးသူအရန်ပြိုင်နေတာမျိုးဒါမှမဟုတ်မမေကအရင်နေမကောင်းဖြစ်နေတာမျိုးဆိုရင်တော့လေကျမတို့အိမ်မှာအဲ့ဒီ retreat လေးမရှိဘူးပေါ့နော်။ Okay ကျေးဇူးတင်ပါတယ်။တတား